ကိုတွဲနေတဲ့သူနဲ့ပဲလက်ထပ်တဲ့အချိန်ထိမြဲလိမ့်မယ်လို့ထင်နေလားအားလုံးပဲမင်္ဂလာပါရှင်တဲရောပိုင်းအမီကိုကနေကြိုဆိုလိုက်ပါတယ်ဒီနေ့အတွက်ခေါင်းစဉ်လေးကိုတော့ဒီလူနဲ့ပေါ့နော်လက်ထပ်တဲ့အထိမြဲမှာလားဆိုတာလေးကိုကြည့်ပေးထားပါတယ်ဒါလေးကပိုင်1ပိုင်2ပိုင်3ပါရှင် personal reading မေ့ချင်တဲ့သူတွေထဲရောမေ့ချင်တဲ့သူတွေမေခွန်း3ခုကို9000နဲ့လာမေးလို့ရပါတယ် Viber Telegram ကနေ voice mail နဲ့တခြားလေးဟောပေးပါတယ်နော်ပိုင်1လေးအားလုံးပဲမင်္ဂလာပါရှင်ပိုင်ဝမ်းလေးတွေအခုလက်ရှိတွဲနေတဲ့သူနဲ့လက်ထပ်ဖြစ်ဖို့က100မှာဆိုရင်85ရာခိုင်နှုန်း90ရာခိုင်နှုန်းလောက်ကတေချာသလောက်ရှိတယ်10ရာခိုင်နှုန်းလောက်ကတော့ကိုယ့်ဘာသာကိုယ်ပဲစူးစမ်းလိုက်တော့ပေါ့နော်ကျန်တဲ့10ရာခိုင်နှုန်းလောက်ကတော့ဒီလောက်ဆိုရင်အခြေအနေကကောင်းနေပြီလို့ပြောလို့ရတာဟုတ်ဆိုတော့ဒီလူနဲ့ကကံကြမ္မာချင်းကလည်းစုံစည်းဖို့တကယ်ကိုကံပါလာလို့တွေးကြတဲ့သူတွေမုံတိုင်းနေရှိရင်တော့မှအဆုံးသက်မှာအေးချမ်းတဲ့အိမ်အောင်ကြီးတစ်ခုကိုပိုင်ဆိုင်ရဖို့အတွက်အဲ့လိုမျှော်လင့်လို့ရတဲ့အချစ်မျိုးဖြစ်တယ်ပေါ့နော်လက်ထပ်ပြီးရင်လည်းကံကောင်းမဲ့အတွဲလေးအိမ်အောင်ကြပြီးမှလူစီးပွားတွေပါတက်မယ်ပတ်ဝန်းကျင်ကဝိုင်းပြီးတော့ချစ်ကြမယ်အမျိုးတွေကဝိုင်းချစ်ကြမယ်ဆွေတွေမျိုးတွေနဲ့တိုက်တိုက်ဝန်းဝန်းနဲ့ကန်နေစမ်းနေပွင့်မယ်ပြောရရွှင်ရမယ်ပေါ့နော်အိမ်အောင်ဘက်ကကိုယ့်အတွက်အဲ့လိုတငယ်ချင်းလိုရောမိတ်ဆွေလိုရောချစ်သူလိုရောအိမ်အောင်ဘက်လိုရောအမြဲတမ်းအဲ့လိုမျိုးပျော်ပျော်ရွှင်ရွှင်နေပေါ့နော်ပျော်ရွှင်အောင်ထားမဲ့သူမျိုးဖြစ်တယ်ပေါ့ပပဖြစ်မဲ့အိမ်တော်ကြီးမျိုးဖြစ်လိမ့်မယ်လို့ပြောချင်တာပေါ့နော်ဆိုတော့ပိုင်ဝမ်းလေးရဲ့ချစ်သူကတချို့အချိန်တွေမှာဆက်စုတတ်တယ်စကားများတတ်တယ်ကလေးဆန်တတ်တယ်ဒါကြောင့်မို့လို့ကိုယ့်ဘက်ကပဲသူ့ရဲ့ကလေးဆန်တဲ့အပြုအမူတွေကိုအနွန်နာခံပြီးတော့ပို့ပြီးတော့တိခံပေးရလိမ့်မယ်လို့တော့မြင်တယ်သူကနည်းနည်းလေးလဲစိတ်ဆိုးလွယ်တယ်ပေါ့နော်ချော့ရင်တော့မြင်မြင်လေးနဲ့ပြန်ပြော့တယ်ပေါ့နော်ဆိုတော့ခဏလေးနဲ့ပြေသွားတယ်ပေါ့ဆိုတော့သူစိတ်ဆိုးလေးကိုကချော့လေးအချစ်တရားတိုးလေးအဲ့လိုမျိုးတော့ဖြစ်လိမ့်မယ်ပေါ့နော်ပိုင်ဝမ်းလေးအားလုံးပဲကြည်နေကြလိမ့်မယ်လို့ညွှန်လင်ပါတယ်ရှင်ပိုင်တူးလေးအားလုံးပဲမင်္ဂလာပါရှင်ပိုင်တူးလေးတွေအခုလက်ရှိတွဲနေတဲ့သူနဲ့လက်ထပ်ဖြစ်ဖို့က100မှာဆိုရင်40ရာခိုင်နှုန်းဝန်းကျင်ပဲရှိမယ်ပေါ့နော်တကယ်လို့ပိုင်တူးလေးနဲ့သူနဲ့ကတွဲတာမကြသေးဘူးဆိုရင်တော့ဒါကပုံမှန်ပါပဲတွဲတာကြာနေတဲ့ပိုင်တူးလေးတွေဆိုရင်တော့40ရာခိုင်နှုန်းထက်ကိုပို့ပြီးတော့များတင်တာပေါ့နော်ပိုင်တူးလေးတို့2ယောက်လုံးဒါမှမဟုတ်တယောက်ရဲ့စိတ်ထဲမှာကြောက်ရွံ့မှုတွေအရင်တုန်းကဖြစ်ခဲ့တဲ့စိတ်တန်ရာတွေပေါ့နော်အဲ့ဒါတွေကြောင့်မို့လို့အနာဂတ်ကိုရှေ့ဆက်ဖို့အတွက်ဝေခွဲမရဖြစ်နေတတ်ပါတယ်ယူလဲမယူဖြစ်ပြက်လဲမပြက်နိုင်เนาะဇက်မျောကြီးဖြစ်နေတတ်တယ်အဲ့ဒါကိုသတိထားရလိမ့်မယ်ပေါ့เนาะပိုင်တူးလေးတို့2ယောက်ပေါင်းဖက်ဖို့ဆိုရင်တယောက်ယောက်ကတော့ဆွတ်လွတ်အနစ်နာခံရမယ့်ကိစ္စတွေကြုံလာရနိုင်တယ်တစ်ဖက်ကလည်းကိုယ်အချိန်ဆွဲတာမျိုးတွေဖြစ်တတ်တဲ့အတွက်ကြောင့်မလို့အဲ့ဒါလေးကတော့တတိထားစီခြင်းတယ်ပေါ့နော်ဒီလူနဲ့လက်ထပ်တဲ့ထိမြဲခြင်းတယ်ဆိုရင်စိတ်ခံစားချက်တစ်ခုလည်းမလုံလောက်ဘူးပြောချင်တာအချစ်တစ်ခုလည်းမလုံလောက်ဘူးပေါ့နော်ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေလိုလိမ့်မယ်ပိုင်တူးလေးတို့2ယောက်လုံးပေါင်းဖက်ရဖို့အခက်ခဲတွေရှိနေတတ်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီအခက်ခဲတွေကိုရင်ဆိုင်ကြော်ဖြတ်နိုင်တာလေပိုင်တူးလေးတို့2ယောက်ပါပဲအဲ့တော့အဲ့ဒီအခက်ခဲတွေအတားအဆီးတန်တွေကိုခံနိုင်ရရှိတဲ့ပိုင်တူးလေးတွေကတော့ဒီလူနဲ့မြဲသွားပြီးတော့ခံနိုင်ရမရှိတဲ့ပိုင်တူးလေးတွေကတော့ဒီလူနဲ့မသေးကြဘူးလို့ပဲပြောရမယ်ပေါ့နော်အားလုံးကတော့ကာယကရှင်2ယောက်ပေါ်မှာပဲမူတည်နေပါတယ်ပိုင်တူးလေးအားလုံးပဲရှင်းနေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်ပိုင်တူးလေးအားလုံးပဲမင်္ဂလာပါရှင်ပိုင်တူးလေးတွေလက်ထပ်ဖြစ်ဖို့ပေါ့နော်ပိုင်တူးလေးတို့2ယောက်လက်ထပ်ဖြစ်ဖို့ရာခိုင်နှုန်းက80ရာခိုင်နှုန်းနဲ့အထက်မှာရှိတယ်ဒါပေမဲ့ဒါကံကောင်းလို့ဖြစ်လာမှာမျိုးမဟုတ်ဘူးပိုင်တူးလေးတို့2ယောက်လုံးကဒီ relationship မြဲဖို့အတွက်တဆင့်ချင်းစီကိုစိတ်ရှည်လက်ရှည်နဲ့တိဆောက်ပြီးတော့ယူရမှာဖြစ်တယ်ပေါ့နော်ပိုင်တီးလေးတို့ကလက်တွေ့ကြကြတကယ်စီးပွားရေးတွေလူမှုရေးတွေအကုန်လုံးကိုတိုင်တိုင်မင်မင်နဲ့ရှေ့ဆက်နေကြတဲ့အတွဲလေးဖြစ်လိမ့်မယ်လို့ထင်တယ်ဒိုးတူပေါင်ဘက်သွားရမယ့်သဘောလေးရှိတာပေါ့နော်ဆိုတော့လက်ထပ်ပြီးွားလို့ရှိရင်လည်းစီးစနစ်ကြတဲ့အိမ်အောင်ရေးလေးဖြစ်လိမ့်မယ်တယောက်နဲ့တယောက်လေးစားမှုအပြည့်နဲ့ပေါ့နော်အမားမှန်ကိုပြက်တသားဝေဖန်ပိုင်းခြားနိုင်တဲ့အိမ်အောင်ရေးလေးဖြစ်လိမ့်မယ်စီးပွားရေးကတော့တော်တော်လေးကိုတက်လိမ့်မယ်လို့မြင်တယ်ပေါ့နော်စီးစနစ်အရင်ရှိတယ်2ယောက်ပေါင်းလို့လीเนาะဆိုတော့ကောင်းတာတစ်ခုကလေဘယ်သူမှဘယ်သူကိုတီးခံရတယ်ဆိုတာမျိုးကတော့မရှိဘူးတယောက်တလဲစီစိတ်ကောက်လိုက်ချော့လိုက်နဲ့တော်တော်လေးကို balance ဖြစ်မယ်တဲ့မှာပါတယ်ပေါ့နော်ဆိုတော့ကျမပြောနေကြစကားတိုင်းပဲပြောရမယ်ဆို2ယောက်လုံးကညံရည်မိတယ်လို့ပဲပြောရမယ်ပေါ့နော်တော်ကြတယ်ပေါ့အဲ့တော့အဲ့လိုမျိုးအတိတ်ပဲမရှိရရင်လည်းတိတ်ပြီးတော့ပြဿနာမတက်တော့ဘူးပေါ့လေနားလည်မှုအပြည့်နဲ့ရှေ့ဆက်နိုင်မယ်အိမ်အောင်ရေးလေးဖြစ်သွားနိုင်ပါတယ်ပိုင်တီးလေးအားလုံးပဲကျင်းနေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်